နိုင်ငံတော်ကိုသူတည်ဆောင်မည်ယုံကြည်ခိုင်မာစိတ်ထားမြဲတည်ရမည်ဒီမိုကရေစီနိုင်ငံတော်တည်စီထူထောင်မည်လာပြီးပြည်ခိုင်ဖြိုးလာပြီ